ဒီဥစ္စာကြတော့ကျွန်တော်ရဲ့ Facebook account တစ်ခုကနေရနေတဲ့ဝင်ငွေဖြစ်ပါတယ်ဒေါ်လာ$425ရပါတယ်တခါတလေကြလို့ရှိရင်ဒေါ်လာ600 900ရတယ်မျိုးရှိရဲတခါကျရင်ဒေါ်လာ300ရတယ်မျိုးလည်းရှိရဲအတက်အကျတော့ရှိရပေါ့နော်ဒီဥစ္စာကျွန်တော်မြန်မာနိုင်ငံနဲ့ run နေတဲ့ account တစ်ခုဖြစ်ပါတယ်အများဖြစ်ကျွန်တော်မိတယ်မြန်မာနိုင်ငံနဲ့ CM ပွင့်လာမြန်မာနိုင်ငံနဲ့ဝင်ငွေရှာလို့ရလားဆိုရင် 100% ရှာလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်မြန်မာနိုင်ငံမှာနေပြီးမှ post content တင်ပြီးမှ CM ပွင့်တဲ့အချိန်မှာတော့ကျွန်တော်ထိုင်းနိုင်ငံကဒီပျောက် service မှာနဲ့တယောက်ချိတ်ပြီးမှကျွန်တော်ဝင်ငွေရှာပါတယ်ခင်ဗျကျွန်တော်တို့မြန်မာနိုင်ငံ bank detail ချိတ်လို့တော့မရဘူး eligible ရှိတဲ့နိုင်ငံချိတ်ရတဲ့အတွက်ကျွန်တော်အနည်းဆက်ဆုံးတော့ထိုင်းနိုင်ငံကဒီ service သမားတယောက်နဲ့ကျွန်တော်ချိတ်တယ်ပေါ့နော်ဘယ်လို service လဲဆိုကျွန်တော်ပျောက် account bank ငါးပြီးတဲ့ service နဲ့ကျွန်တော်ချိတ်ပြီးမှ bank ချိတ်ပြီးမှကျွန်တော်ဒီကနေ post content တင်မှာဝင်ငွေရှာတာဖြစ်ပါတယ်ဒီဥစ္စာဆိုရင်ကျွန်တော်မြန်မာနိုင်ငံနဲ့အသေးစိတ် detail လုပ်ပြီးတင်တာပေါ့နော်ဒီအတွက်နဲ့ပတ်သက်ပြီးသိချင်တယ်မြန်မာနိုင်ငံကနေနေပြီးမှ Facebook ကနေဝင်ငွေရှာချင်တယ်ဆိုရင်ကျွန်တော်ရဲ့တင်တဲ့ join နိုင်ပါတယ်တင်တဲ့ကြီးက9000ကျပ်တည်းဖြစ်တယ် lifetime အတွက်တင်တဲ့ထဲမှာဆိုရင်ကျွန်တော်တို့ Facebook ကနေ page ကနေမြန်မာနိုင်ငံမှာနေပြီးမှဝင်ငွေဘယ်လိုရှာရမလဲ post content တွေဘယ်လိုတင်သွားရမလဲဆိုအားလုံးအသေးစိတ်ပြောပြရှင်းပြပေးတယ်အခြားသော error ပိုင်းနဲ့ပတ်သက်ပြီးမှလည်းအများကြီးကျွန်တော်ပြောပြရှင်းပြပေးတယ်နောက်တစ်ခုကျွန်တော်ရဲ့ဒီ Facebook account မှာကိုယ်ပိုင်ဗီဒီယိုလုံးဝမတင်ပါဘူးခင်ဗျအားလုံးက YouTube ကဗီဒီယိုတွေကို download ဆွဲပြီးမှပြန် edit လုပ်ပြီးတင်တဲ့ Facebook account ဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင် content ဘာတစ်ခုမှမတင်ဘူးအားလုံးက copy ဓာတ်ပုံ copy server copy video ဖြစ်ပါတယ်အဲ့အတွက် copy ဓာတ်ပုံ copy server copy video တွေကို corporate looking အောင်ဘယ်လို editing လုပ်ပြီးသွားရမလဲဆိုမှလည်းအားလုံးအသေးစိတ်ကျွန်တော်ရဲ့သင်တန်းထဲမှာကျွန်တော်ပြောပြရှင်းပြပေးထားတယ်ဗီဒီယိုတစ်ပုတ် edit ပြီးဆိုရင် edit video အရင်ဆုံး Facebook account မှာတင်မယ်page မှာတင်မယ် TikTok မှာတင်မယ် YouTube channel မှာတင်ပြီးမှ platform များစွာနဲ့ဝင်ငွေရှာလို့ရပါတယ်ခင်ဗျာနော်သင်တန်းကြီးက lifetime အတွက်ကို9000ကျပ်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်